အားလုံးပဲမင်္ဂလာပါကျွန်တော်နာမည် Boy ပါကျွန်တော်ကလွန်ခဲ့တဲ့10နှစ်ကနေစပြီးတော့အရက်ဆွဲတဲ့ဝေဒနာကနေလွတ်မြောက်ခဲ့တဲ့လူပါအခုလဲကျွန်တော်အရက်ဆွဲလန်းခြင်းကနေလွတ်မြောက်ပြီးတော့ကျွန်တော်တို့ Windrose Health Network မှာကျန်းမာရေးဝန်ထမ်းတစ်ယောက်အနေနဲ့ကျွန်တော်ထမ်းဆောင်နေပါတယ်ကျွန်တော်အရက်ဖြတ်ပြီးတဲ့နောက်ပိုင်းမှာကျွန်တော်ကျန်းမာရေးတွေလည်းပြန်ကောင်းလာပြီးတော့အခုလိုကျွန်တော်လိုမျိုးအရက်ဆွဲတဲ့လူတွေပြန်ကူညီတဲ့လုပ်ငန်းမှာကျွန်တော်တက်နိုင်တဲ့လောက်လေးကျွန်တော်တာဝန်ထမ်းဆောင်နေပါတယ်အရက်ဆွဲတဲ့လူတစ်ယောက်အနေနဲ့အရက်ဖြတ်ဖို့ကတကယ်မလွယ်ပါဘူးတကယ်ခက်ခဲတယ်ကျွန်တော်သိတယ်ဒါပေမဲ့အရက်ဖြတ်ဖို့နည်းလမ်းအများကြီးရှိတယ်ဆိုတော့မိတ်ဆွေအနေနဲ့လည်းဒီအရက်ကိုဖြတ်ဖို့အတွက်ဆုံးဖြတ်စေခြင်းနဲ့အရက်ဖြတ်ပြီးတော့ကျန်းမာရေးအတွက်ဘဝကိုတန်ဖိုးရှိရှိနေနိုင်ဖို့အတွက်ကျွန်တော်အားပေးလို့တယ်ကျွန်တော်တို့ community အတိုင်းဝိုင်းတွေကြားမှာအရက်ဆွဲလမ်းမှုကြောင့်ကျန်းမာရေးပြဿနာအမျိုးမျိုးလူမှုဒုက္ခပြဿနာအမျိုးမျိုးစိတ်ဒုက္ခဝေဒနာအမျိုးမျိုးကြုံတွေ့ခံစားနေရကြတယ်ဒီပြဿနာတွေအားလုံးဖြေရှင်းပြီးတော့တကယ်ကျန်းမာခြင်းနဲ့ဆိုရင်တော့မိတ်ဆွေအရက်ဖြတ်လိုက်ပါအရက်ဖြတ်ဖို့ကျွန်တော်တိုက်တွန်းခြင်းတယ်လောကမှာမဖြစ်သေးတာပဲရှိတယ်မဖြစ်နိုင်တာမရှိပါဘူးလွန်ခဲ့တဲ့အတိတ်ကအချိန်တွေကတော့ကုန်သွားခဲ့ပြီမှားခဲ့ပြီးတာတွေလည်းမှားခဲ့ပြီးပြီမနေ့ပြန်မှာကျွန်တော်ဖြတ်မယ်ဆိုရင်လည်းမနေ့ပြန်ကမသေးကြဘူးဒါပေမဲ့သေချာတာတစ်ခုကတော့ဒီနေ့ဒီချိန်ကအကောင်းဆုံးဆုံးဖြတ်ဖို့အချိန်ဖြစ်တယ်မိတ်ဆွေအရက်ဖြတ်ဖို့ကြိုးစားပါပထမဆုံးအနေနဲ့အကောင်းဆုံးကတော့ကိုယ့်ရဲ့မိသားစုဆရာဝန် family doctor သို့မဟုတ် behavior health provider စိတ်ကျန်းမာရေးနဲ့ပတ်သက်ပြီးတော့ကူညီထောက်ပံ့ပေးတဲ့ဆရာမတွေနဲ့ပထမဆုံးတိုင်ပင်ဆွေးနွေးကြည့်ပါပြီးတော့အခုလိုမျိုးကျွန်တော်တို့ Windrose Health ဒေသန္တရကျန်းမာရေးဆေးခန်းတွေနဲ့ဆေးရုံတွေကနေလဲတိုင်ပင်ဆွေးနွေးလို့ရပါတယ်ကျွန်တော်တို့ Windrose Health မှာလဲ insurance မရှိတဲ့လူတွေအတွက်ကျွန်တော်တို့ကူညီထောက်ပံ့ပေးပြီးတော့ insurance ရဖို့အတွက်လဲကျွန်တော်တို့ကူညီပေးနိုင်ပါတယ်လာခဲ့ပါနောက်ဆုံးအနေနဲ့ကျွန်တော်ပြောလိုတာကတော့ဒီကကျွန်တော်တို့ community ထဲမှာရှိတဲ့ညီကိုမောင်နှမတွေအားလုံးအရက်ဖြတ်တဲ့လူတွေကိုကူညီပေးကြပါပြစ်တင်နှိမ်ချခွဲခြားဆက်ဆံမဲ့အစားအားပေးကူညီထောက်မခြင်းအဖြစ်သူတို့အရက်ဆွဲတဲ့ယောဂဝေဒနာကနေလွတ်မြောက်စေဖို့ကူညီပေးကြရအောင်ကျွန်တော်တို့အနီးနားမှာရှိတဲ့မကျန်းမာတဲ့လူတွေကင်ဆာယောဂဝေဒနာရှိတဲ့လူတွေစီးချိုသွေးတိုးရှိတဲ့လူတွေကိုကျွန်တော်တို့စာနာပေးတယ်ထောက်ထားပေးတယ်ကူညီပေးကြတယ်မလားဒီလိုပါပဲအရက်ဆွဲတာကိုလည်းကျွန်တော်တို့ယောဂတစ်ခုလိုမျိုးမြင်ပေးနိုင်မယ်ဆိုရင်တော့ကျွန်တော်တို့စာနာကူညီထောက်ထားဖို့အတွက်မိတ်ဆွေတွေလွယ်ကူမှာဖြစ်ပါတယ်ဆိုတော့ကျွန်တော်တို့ပတ်ဝန်းကျင်မှာရှိတဲ့အရက်ဆွဲတဲ့ညီကိုမောင်နှမတွေကိုအမျိုးတွေကမိတ်ဆွေတွေအားလုံးကိုမေတ္တာပေးကူညီကြရအောင်ဒါမှကျွန်တော်တို့ရဲ့ကျန်းမာတဲ့မိသားစုအတိုင်းဝိုင်း community ကိုကျွန်တော်တို့တည်ဆောက်နိုင်မှာဖြစ်ပါတယ်ကျေးဇူးတင်ပါတယ်